စားနော်စား စားပါကောင်းတာ မြောက်ဆောင်လက်ကားစားခြင်းလိုက်ကန်းစိုးမသိတာဂုံစင်းတာ6သမားသူများထမင်းနေဟင်းရှိမှမသိရှိမှမသိလိုက်ကန်းစိုးမသိစားခြင်းတာ6သမားဟမ်ငါကြီးကြ နေပြပြလေ ဟိုတွက်လက်ကအဲ့လိုထမင်းစားရင်အဲ့လိုပြောတဲ့ ဟာ တွက်လက်ကအဲ့လိုပြောခိုင်းတာ တမန်သားရင် ဟုတ်တယ် အဲ့လိုပြောလို့ ဟုတ်တယ် တော့လာမှာ ဟုတ် ဟာ တယ်6သမားစားတဲ့ထမင်းတို့အဲ့လိုမျိုးယူစားဆိုတာလက်သွက်တာမဟုတ်ဘူးတဲ့အဲ့ဒါအောက်တန်းကြတာတဲ့သရောင်းစားတဲ့သူများတွေမျိုးဆိုးတယ်ဆိုတာလည်းမကောင်းဘူးတဲ့အဲ့ဒါကြော်တာတဲ့ဒိုင်မန်ထိုးတာတဲ့ ဘာအဲ့ဒါကိုတော့လာက တွက်လက် အဲ့လိုပြောတယ် အဲ့လိုပြောခိုင်းတာ မစားဘူးတော့လာ ဗျာမဘာဖြစ်လဲမစားလိမ့်မ နေလောက်ကောင်းလေငါဒီသက်မကူညီဘူးဟဲ့မကူညီဘူး အမဟောဘာဖြစ်သွားလဲမသိဘူးလေဘာဖြစ်သွားလဲငါပြောတာရိုးရိုးလေးပဲလေမင်းပြောတယ်မလားအဲ့လိုသူများထမင်းနေဦးတဲ့ယူသားတယ်ဆိုတာလက်သွက်တာမဟုတ်ဘူးတဲ့အောက်တန်းစားတဲ့လိုက်ကန်းစိုးမသိတာတဲ့အဲ့ဒါအောက်တန်းစားကြတာတဲ့ဒိုင်မန်ထိုးတာတဲ့အဲ့ဒါမကောင်းဘူးတဲ့ဆိုတာငါအဲ့ဒါမင်းပြောတယ်လို့ပြောပြလိုက်လေ အဲ့စကားတွေကိုငါသူ့ကိုပြောတယ်လို့မင်းကပြောလိုက်တယ်အဲ့ဒါကြောင့်ငါ့ကိုမကူညီတော့ဘောတော်တော်ရဲ့